မြန်မာပြည်မှာကြည့်ဘုရားဘာသာတွေဘာလို့ကြလဲအေးကြည့်လိုက်မယ်ဆိုရင်ကိုယ်အိမ်မှာကိုယ်ဘာလို့ကြလဲဖျားကန်းရှိတယ်ဖျားကန်းစီမီပန်းရေချမ်းနေနဲ့ပူဇော်ကြတယ်ဖျားရှိခိုးကြတယ်တရားတွေကိုရွတ်ကြဖတ်ကြတယ်ဒါတွေမလုပ်ရဘူးလားဆိုမလုပ်ရဘူးမဟုတ်ဘူးနော်မလုပ်ရဘူးမဟုတ်ဘူးသို့တော့အဲ့ဒီအလုပ်တွေတဲ့အဓိကကြတဲ့အလုပ်ကဘာတော့မေးမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားက၅ပါးသီလလုံအောင်ကျင့်ဆို၅ပါးသီလလုံအောင်ကျင့်မှုအဓိကကြတာမြတ်စွာဘုရားငါ့ကိုတနေ့ဘယ်နှကြိမ်ရှ िख ိုးရမယ်လို့မဟောနော်ရှ िख ိုးခြင်းကြောင့်ကုသိုလ်ရတယ်မှန်တယ်ရှ िख ိုးရင်ကုသိုလ်ရတယ်ဘာကြောင့်ကုသိုလ်ရတာတုံးလို့ဆိုအလွန်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တယောက်ပုဂ္ဂိုလ်တစ်ပါးကိုဒီကာရဝမေတ္တာနဲ့တယုတတိတလေးတစားလေးစားပူဇော်တယ်ပန်းနဲ့ပူဇော်တယ်စီမီနဲ့ပူဇော်တယ်ကျန်တယ်ကုသိုလ်မရဘူးလားရအဲ့ဒီကုသိုလ်တွေတဲ့တန်ဖိုးရှိတဲ့ကုသိုလ်တွေရှိသေးတယ်ဆိုလိုတာကအဲ့ဒါအခြေခံတာမန်မြတာဖြစ်တယ်ပေါ့ဘုရားရှိခိုးတဲ့ကုသိုလ်ဟာအန္တရာယ်ကင်းတယ်ကျမ်းမာစေတဲ့ဒါရသို့တော့မြတ်စွာဘုရားကြိုက်တဲ့အကောင်းဆုံးကုသိုလ်လားလို့ဆိုမဟုတ်ဘူးအကောင်းဆုံးကုသိုလ်ကတော့ပါတော့ဝိပဿနာတရားကျင့်ကြံကြိုးကိုအထောက်ခြင်းသာဖြစ်တယ်နော်အဲ့ဒါမှအကောင်းဆုံးကုသိုလ်ဖြစ်တယ်ဆိုလိုတာကအလုတ်ဆိုတာအဆင့်ဆင့်လောက်ရမှာပညာသင်တဲ့အခါမှာလည်းအဆင့်ဆင့်ပညာသင်ရတယ်အခြေခံအဆင့်သင်တယ်အခြေခံအဆင့်ပြီးမှအလယ်တန်းအဆင့်ပြီးတော့မှထက်တန်းအဆင့်ပြီးတော့မှအဆင့်မြင့်တဲ့ပညာရတယ်ဒီလိုဒါမှဘုရားရှိခိုးတာတို့ရေချမ်းပန်းစီမီလူဒန်းတာတို့ဆိုတာအခြေခံအဆင့်ဆိုတဲ့သဘောရောက်တယ်ပေါ့အဲ့ဒါလောက်ရအဲ့ဒီကုသိုလ်ပါလေကုသိုလ်ပါပဲကုသိုလ်ရသို့တော့အဲ့ဒီတဲ့တန်ဖိုးကြီးတဲ့ကုသိုလ်ကပါလေခေါနာသီလဆောင်ထိန်တာတို့ကပ္ပထံတရားကျိုးဝါအထောက်တာကပ္ပထံထဲမှာဝိပဿနာတရားကျိုးဝါအထောက်တာဘာကြောင့်ဒီလိုပြောရတယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားပြိဋိဘသံဃာနီးမှာမြတ်စွာဘုရားကိုနောက်ဆုံးအနေနဲ့ကောင်းကင်ယံကနတ်တွေကလည်းဒုရိယာတွေတိမှုတ်ပြီးတော့ပူဇော်ကြတယ်ကောင်းကင်ယံကနတ်ပန်းတွေကျဲချပြီးတော့ပူဇော်ကြတယ်မြတ်စွာဘုရားပြိဋိဘမစံသေးဘူးညောင်သောပေါ်မှာလဲလျောင်းနေတဲ့အချိန်လူတွေကလည်းပူဇော်ကြအားလုံးဟာမြတ်စွာဘုရားဒီနောက်ဆုံးအချိန်လျောင်းဆက်နေတဲ့အချိန်မှာပူဇော်နေကြတာမြတ်စွာဘုရားရှင်အနန္ဒာကိုမိတ်တယ်အာနန္ဒာငါ့ကိုပန်းရေချမ်းနေတယ်အခုလိုတူရိယာတွေနဲ့ပန်းနေနဲ့ပူဇော်တာဟာအကောင်းဆုံးပူဇော်မှုမဖြစ်ဘူးတဲ့အကောင်းဆုံးပူဇော်မှုကတော့ငါဆုံးမထားတဲ့တရားအတိုင်းလိုက်နာကျင့်သုံးခြင်းသာလဲအကောင်းဆုံးပူဇော်မှုဖြစ်တယ်လို့သူတို့ဟောတာသိချင်မဟာပရိနိဗ္ဗာန်တုတ်ဖတ်ကြည့်နော်မဟာပရိနိဗ္ဗာန်တုတ်ဒီတိုင်းမြတ်စွာဘုရားဆုံးမတာအဲ့ဒါကိုမမေ့ဖို့လိုတယ်ပေါ့အခြေခံအဆင့်ကမတက်ဘူးဆိုရင်ကိုယ့်ရဲ့တန်ဖိုးကတက်လာမှာမဟုတ်မူလတန်းနဲ့ပဲကျင့်တတ်မှာလားအလယ်တန်းတို့ထက်တန်းတို့တက္ကသိုလ်ဘွဲတို့ထီအောင်မတက်နိုင်ဘူးလားကြိုးစားဒီလိုဆိုလို့တယ်နော်အဲ့ဒါကြောင့်ကြိုးစားအထုတ်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တာကိုမြတ်စွာဘုရားအကောင်းဆုံးဒါမို့အထက်ကရာဆရာကြီးတဲ့ပြောတဲ့သမ္မာပฏิပတ်တိအနုတ္တရာပူဇာမြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းတရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဟာအကောင်းဆုံးပူဇော်ခြင်းပဲလို့ဒီလိုဟောဆိုခဲ့တာဒါကြောင့်လူတွေဟာဘုရားပန်းရေချမ်းနဲ့လှူဒန်းနေတော့လဲအချို့ပုဂ္ဂိုလ်တွေဟာဒီကာယကံထိမ့်သိမ့်မှုဝစီကံထိမ့်သိမ့်မှုအားနေကြတယ်ကိုချင်းသီလဘက်မှာအားနေကြတယ်ဒါတွေကချွတ်ရင်ချက်တစ်ခုဖြစ်လာတယ်ပေါ့ကိုချင်းသီလဘက်မှာအားကောင်းရင်တော့ပြောစရာမရှိဘူးကိုချင်းသီလဘက်မှာအရေးကြီးတဲ့ဟာတစ်ခုကိုချင်းသီလအားကောင်းရမယ်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဤတတ်နိုင်တဲ့များကြိုးစားအားထုတ်ရမယ်အဲ့ဒါမှ
မြတ်စွာဘုရားအဆုံးအမတိုင်းလိုက်နာကျင့်သုံးရရောက်တယ်လို့အဲ့ဒါလို့ဘုရားဘာသာမှာအခြေခံကနေစပြီးတော့စိတ်ပိုင်းဆိုင်ရာကိုယ်စိတ်ထဲမှာအညစ်အကြေးတွေဖယ်ရှားပြရဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုသိအောင်လုပ်အောင်စိတ်ရဲ့အညစ်အကြေးလို့ဆိုတဲ့အထဲမှာအဘိဓမ္မာကျမ်းဂန်အရာပြောရမယ်ဆိုလို့ရှိရင်လောဘဆိုတာစိတ်ရဲ့အညစ်အကြေးပဲဒေါသဆိုတာစိတ်ရဲ့အညစ်အကြေးမောဟဆိုတာစိတ်ရဲ့အညစ်အကြေးစိတ်ထဲမှာနှစ်သက်စရာအာယုန်တွေးလို့လောဘတွေဖြစ်တယ်လောဘကိုမထိန်ချုပ်ဘူးဆိုရင်စိတ်ရဲ့အညစ်အကြေးကိုတိုးပေါအောင်လုပ်ထားတယ်တူတူပဲလက်ခံတာနဲ့တူတူပဲစိတ်တူတတ်တယ်ဒေါသထွက်တတ်တယ်ဒေါသကိုမထိန်ချုပ်ဘူးဖယ်ရှားဖို့မကြိုးစားဘူးဆိုရင်လည်းဒါစိတ်အညစ်အကြေးကိုလက်ခံထားတာမောဟလို့ဆိုတဲ့အမှန်မသိမှုလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားမသိမှုအမှန်တရားကိုခွဲခြားမသိမှုဆိုတဲ့မောဟရှိနေလို့ရှိရင်လည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲထို့တူပဲအဟိရိကအနုတ္တပအကုသိုလ်လုံးလုံးဝမှာအကုသိုလ်အမှုကိုမယွန်းရှာဘူးမကြောက်လန့်ဘူးအဟိရိကမရှက်ဘူးအနုတ္တပမကြောက်လန့်ဘူးဆိုတဲ့စိတ်တွေသဘောတရားလှုပ်ရဲတယ်နော်အကုသိုလ်ကိုလှုပ်ရဲတယ်မကြောက်ဘူးငါးပါးသီလကိုချိုးဖောက်ရဲတယ်မကြောက်ဘူးဆိုလို့ရှိရင်ဒါတွေလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲနောက်တစ်ခါကိုယ့်ကိုထင်ရောက်နေတဲ့မာနကိုယ့်ကိုထင်ရောက်နေတဲ့မာနကလည်းအကုသိုလ်တစ်ခုပဲဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့ကိုယ်တဏ္ဍာမှာဒီခန္ဓာကိုယ်ထဲမှာထာဝရမြဲတဲ့ဆိုးဆိုတာလေးရှိတယ်အတ္တဆိုတာရှိတယ်လို့အထင်ရောက်လို့ရှိရင်လေဒိဋ္ဌိဆိုတဲ့အမြင်မှားမှုရှိတယ်ကံကံဤအကျိုးကိုလက်မခံညင်းပယ်တယ်နောက်ဘဝဆိုတာမရှိဘူးလို့ညင်းပယ်တယ်ဆိုလို့ရှိရင်လေမှားရွေးတဲ့အမြင်တစ်ခုဖြစ်လာအဲ့ဒါလို့ခန္ဓာကိုယ်ထဲမှာဒီကိုယ်စိတ်မှာဖြစ်ပေါ်နေတဲ့ဒိဋ္ဌိတို့မာနတို့ဒါတွေကလည်းစိတ်ရဲ့အညစ်အကြေးပဲနောက်တစ်ခုကအိတ်တာတို့မစ္စရိယအိတ်တာဆိုတာတစ်ဖက်သားကြီးပွားတိုးတက်နေတာဆိုလို့ရှိရင်မနာလို့မရှုစိတ်ဖြစ်ရင်အိတ်တာမစ္စရိယဆိုတာကိုယ်သာခံစားခြင်းနဲ့သူတစ်ပါးကိုခံစားခွင့်မပေးဘူးနော်ကိုယ်သာထက်တန်းရောက်ခြင်းနဲ့သူများထက်တန်းရောက်တာမကြိုက်ဘူးဆိုတဲ့မစ္စရိယတရားအန္တရာယ်လွန်များတယ်သူကအဲ့ဒါမျိုးအိတ်တာမစ္စရိယဆိုတာလည်းပဲစိတ်ရဲ့အညစ်အကြေးတွေပဲနောက်တစ်ခါကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာစိတ်ထဲမှာထက်ထက်တန်တန်မဖြစ်ဘဲနဲ့တွန်းဆုတ်မှုတွေဖြစ်တယ်ဌိနမိတ်တာဒါလည်းအကုသိုလ်တရားတွေလို့တို့ဆိုလို့စိတ်တည်ငြိမ်အောင်စူးစီးလို့မရဘူးအာယုန်ဒီပေါ်မှာစိတ်ဟာလွှဲပြတ်နေတယ်ဥဒိစ္စလို့ခေါ်တယ်ဒါလည်းစိတ်ရဲ့အညစ်အကြေးပဲကိုလုပ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာမှန်သလားမှားသလားဇဝေဇဝါတွေဖြစ်ပြီးရှေ့မတိုးနိုင်တာဝိသိကိစ္စအနှောင့်အယှက်အဲ့ဒီဝိသိကိစ္စဆိုတာလေစိတ်ရဲ့အညစ်အကြေးပဲလို့ဟောဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်ရမယ်အဓိကအဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားဖို့ရာအဓိကအလုပ်ဖြစ်တယ်ဒီလိုဆိုတာနော်အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်မှတန့်စင်သွားတဲ့စိတ်ဟာဖြူစင်သွားတဲ့စိတ်ဟာကောင်းကျိုးချမ်းသာတွေကောင်းတဲ့အင်္ဂါရက်တွေနဲ့ဖြူစင်သွားတဲ့စိတ်ဟာဘာတွေနဲ့တွဲလာတော့ဆိုတတိနဲ့တွဲလာတယ်ပညာနဲ့တွဲလာတယ်ဝီရိယနဲ့တွဲလာတယ်ကောင်းတဲ့အရည်ချင်းတွေတရားနဲ့တွဲလာတယ်တမာတိနဲ့တွဲလာတယ်အဲ့ဒါလိုတွဲဖက်လာတဲ့စိတ်တွေဟာတန်ဖိုးရှိတဲ့စိတ်တွေဖြစ်ပြီကိုယ်တဏ္ဍာမှာရှိတဲ့စိတ်အညစ်အကြေးတွေအလုံးကိုဖယ်ရှားပြစ်နိုင်တဲ့အနေအထားတစ်ခုဟောဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဟာဒါအရေးကြီးတဲ့ကျင့်စဉ်တစ်ခုပဲလို့ဒီကျင့်စဉ်ဟာဘယ်တော့ကျင့်ရမှာတော့လို့ဆိုနေ့စဉ်ကိုသွားရင်လာရင်စားရင်တောက်ရင်စီးပွားရှာရင်ကနေစားပြီးတော့ကိုယ်စိတ်ကိုမကောင်းမှုအကုသိုလ်တွေကနဲနိုင်တယ်များနဲအောင်ကျင့်ကြံကြိုးကိုအထုတ်နေခြင်းပဲဖြစ်တယ်အဲ့တော့တမာအဖြစ်အ
အဆင့်3ဆင့်ခွဲခြားသတ်မှတ်ရမှာဘုရားဘာသာအခြေခံအဆင့်ကတစ်ခုနော်အလဲအဆင့်ကတစ်ခုနဲ့အဆင့်မြင့်ကတစ်ခုလို့ဆိုပြီး level 3ခုနဲ့သတ်မှတ်ကြည့်လိုက်မယ်ဆိုရင်ပထမ level ကတော့ဘာတုံးလို့ဆိုရင်အခြေခံအဆင့်ဆိုရင်ဘုရားရှိခိုးမယ်ဆုတောင်းမယ်ဘုရားကိုပန်းလို့လှူမယ်ဒါနကောင်းမှုလုပ်မယ်သီလကောင်းမှုလုပ်မယ်ဟောဒါအခြေခံအဆင့်ကိုပြောကုသိုလ်ကောင်းမှုတွေလုပ်တယ်အမေဖေတွေကိုယူသိလေးစားတယ်လူကြီးသူမတွေလေးစားတယ်အခြေခံဆက်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်ဟောအဲ့ဒီတဲ့အစစ်မြင့်လိုက်ပြီဆိုတဲ့အခါကြလို့ရှိရင်တော့ဒါတော့တင်မကျေနပ်တော့ပဲနဲ့တပဋ္ဌာကျင့်စဉ်တစ်ခုကိုကျင့်တယ်စိတ်တည်ငြိမ်အောင်တမာတိကျင့်နေကိုကျင့်တယ်အဲ့ဒါကြတော့အတေရအဆင့်ရောက်စိတ်ကိုထိမ့်သိမ့်တယ်အေးအဆင့်မြင့်ဆုံးအဆင့်ရောက်ပြီဆိုရင်ဝိပဿနာတရားကျင့်ပြီးတန်တရားကဝကလွတ်အောင်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ကြိုးစားပြီးဆိုရင်တော့အမြင့်နဲ့အကျင့်လို့ level 3လို့သူပြောရမှာဖြစ်တယ်အဲ့တော့ level အလိုက်ဘုရားဘာသာတွေဟာအလုံးဟာပညာရတ္တိကြီးပဲအကုန်လုံးပညာရတ္တိကိုလေးစားလိုက်နာခြင်းသာလည်းဖြစ်တယ်ကိုယ့်ရဲ့တဏ္ဍာမှာစိတ်အစဉ်ထဲမှာမကောင်းတဲ့စိတ်နေသဘောထားတွေကိုတွန်းလှန်ဖယ်ရှားနိုင်ဖို့ကောင်းတဲ့စိတ်